လာပါတက်တက်တက်မှာချက်ပေါက်စပါအမေများနေတဲ့ဟာလေးဖြစ်ဖြစ်ချင်တယ်ပေါ့နော်ဝက်ချက်တစ်ခါကိုရင်ဘလောက်လဲတင်းတိတ်တစ်ခါကိုရင်ဘလောက်ကုန်လဲအဲ့လိုတွေမေးကြတယ်ပေါ့နော်တကယ်အားကြတော့ဒီဝက်ချက်ပဲဖြစ်ဖြစ်တင်းတိတ်ပဲဖြစ်ဖြစ်ကပေါ့နော်ကိုဥမာဝက်ချန်ဆိုရင်ကပေါ့နော်ဝက်ချန်ကစိုးသလားပေါ့နော်မျက်နှာတစ်ပြင်လုံးကြီးရောင်ကိုင်းပြမအလုံးနေထားသလားပေါ့အဲ့လိုပုံစံပြောမှလိန်စိပေးရတောက်စိပေးရတယ်လည်းမတူနိုင်ဘူးဒီ treatment ပိုင်းဆိုရင်လည်းသူကဘယ်လို treatment လေးနဲ့ပုံပြီးမှတင့်တော်လဲပေါ့နော်ဒီ acne မီဆိုထိုးတာလား chemical peeling လုပ်တာလားပေါ့အဲ့လိုလေးတွေပေါ့မတည်ပြီးမှတခါကိုရင်ဘယ်လောက်လဲဆိုတာတော့ပြောရခက်တယ်ပေါ့နော်တိတ်တိတ်လည်းအဲ့တဘောပဲတိတ်တိတ်ဆိုရင်လည်းသူလည်းဥလို့ရတဲ့ဟာကလိန်စိတောက်စိတဲ့အပြင်ဒီ aesthetic treatment ပိုင်းမှာဆိုရင်လည်း3-4မျိုးလောက်ရှိရပေါ့နော်အဲ့ဆိုတော့တစ်ခုချင်းစီကိုတော့ဈေးတက်မှတ်ထားတာတော့ရှိတယ်ဒါပေမဲ့တိတ်တိတ်တခါကိုရင်ဘယ်လောက်လဲဆိုပြီးမှအကုန်လုံးပြောဖို့ကျတော့ခက်တယ်ပေါ့နော်အဲ့ကြောင့်မို့ကိုကဘယ်လို treatment လေးနဲ့တင့်တော်မလဲဆိုတာကကျွန်တော်တက်တာလည်းတစ်ချက်ခါရောက်ပြီးမှတက်လို့ရတယ်ဘယ်လို treatment လေးတွေတင့်တော်မယ်တက်တာတော့ comment ပေးတဲ့ပုံမူတည်ပြီးမှtreatment ကုန်ကျစရိတ်လေးတွေကို